တခါလေအလုပ်တွေများလုံးလို့စိတ်ဖိစီးမှုတွေကလည်းများတော့ဘလို့မှကိုအနာမရတော့ဘူးလို့ခံစားမှုကြတယ်မလားဟုတ်ပါတယ်အဲ့လိုခံစားချက်မျိုးကလူတိုင်းလို့ကြုံနေရတဲ့အရာပါအဲ့တော့ဒီနေ့မှလေအဲ့လိုစိတ်ဖိစီးမှုတွေကိုတကယ်ပဲထိရောက်ဖြေလျှော့နိုင်မဲ့နီလန်းလေးတွေအကြောင်းအတူတူကြည့်သွားကြရအောင်ဟုတ်တယ်အဲ့ဒီနေ့စဉ်နေ့အများကြုံနေရတဲ့စိတ်ဖိစီးမှုတွေကလေကျွန်တော်တို့သတိတောင်မထားမိလိုက်ခင်မှာပဲကိုရောစိတ်ပါလေးလာနဲ့ဝန်းထိုဝန်းပိုးကြီးတစ်ခုလိုဖြစ်လာတတ်ပါတယ်ကဲဒီလက်နာလေးတွေကိုတစ်ချက်ကြည့်ရအောင်ဥပမာဘာမှမဟုတ်တာလေးနဲ့ခေါင်းထိုးကြိုက်တာမျိုးဒါမှမဟုတ်စကြောရီတက်ပြီးကြွသားတွေတင်းနေတာမျိုးပြီးတော့အရန်နဲ့ပို့ပြီးစိတ်တိုးလွယ်လာတာမျိုးကြုံဖူးကြမှာပါနော်ဟုတ်ပါတယ်ဒါတွေအားလုံးကစိတ်ဖိစီးမှုကပုံစံအမျိုးမျိုးနဲ့ပြနေတဲ့လက္ခဏာတွေပါပဲအဲ့ဒီတော့မေးစရာရှိတာကဆေးတွေပါတယ်မသုံးဘဲနဲ့တဘာဝကြဒီစိတ်ဖိစီးမှုတွေကိုဖြေရှင်းလို့ရတဲ့နီလန်းရောမရှိဘူးလားဆိုတာပါပဲအဖြေကတော့ရှင်းလေးပါရှိပါတယ်အဲ့ဒီအဖြေကပဲဗျာကျွန်တော်တို့ဒီနေ့ဆွေးနွေးမယ်အဓိကအကြောင်းအရာစီကိုခေါ်သွားတော့မှာပါအဲ့ဒါကို relaxation response ဒါမှမဟုတ်စိတ်ဖိလျှော့မှုတွန်းပြန်ခြင်းလို့ခေါ်ပါတယ်ဆိုလိုတာကဗျာဒါဟာစိတ်ဖိစီးမှုကိုတိုက်ထုတ်ဖို့အတွက်လူတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာမွေးရပါထည့်ပေးလိုက်တဲ့ကိုယ်ပိုင် super power တစ်ခုလိုပါပဲကဲဟုတ်ပြီအခုအဲ့ဒီစွမ်းအားကိုဘယ်လို unlock လုပ်ရမလဲဆိုတာကြည့်လိုက်ကြရအောင်ဒါမဲ့တခုတော့ရှိတယ်နော်စိတ်ဖြစ်ရွှတယ်ဆိုတာဆိုဖာပေါ်မှာအပင်ပန်းခံပြီး TV ကြည့်နေတာမျိုးဒါမှမဟုတ်ပြင်းရနေတာမျိုးပြောတာမဟုတ်ပါဘူးတကယ်တော့ဒါဟာတက်ကြွနဲ့လိကျင့်ယူရတဲ့စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုတစ်ခုဗျကဲပထမဆုံးနီလန်းကိုကြည့်ရအောင်တင်းပြမှာဖြီလောချင်းနီလန်းပါအင်္ဂလိပ်လိုဆိုရင်တော့ progressive muscle relaxation ပေါ့နာမည်ကြားရုံနဲ့တင်သဘောပေါက်လောက်ပါတယ်ကိုယ့်ရဲ့ကြွတိုင်းတွေကိုတမင်တကာတင်းလိုက်ပြီးဖြေလျှော့ချလိုက်အဲ့လိုလုပ်ရတဲ့အရန်ကိုရိုးရှင်းတဲ့နီလန်းတစ်ခုပါပဲလိုရမယ့်ပုံစံကလည်းအရန်ကိုရိုးရှင်းပါတယ်ဘလို့လဲဆိုတော့ကြွက်သားအုပ်စုတစ်ခုကိုစက္ကန့်နည်းလောက်တင်းထားမယ်ပြီးရနဲ့ဖြေစော့ချလိုက်မယ်ဒါပါပဲကျွန်တော်တို့ခြေတော့ကနေစပြီးတော့ခန္ဓာကိုယ်အပေါ်ပိုင်းအထိတဆင့်ချင်းစီအတူတူလောက်သွားကြည့်ကြအောင်ဟုတ်ပြီခန္ဓာကိုယ်အောက်ပိုင်းကနေဆက်လိုက်အောင်နော်ခြေချောင်းလေးတွေကိုဒူးဘက်ကိုဆဲခွေးလိုက်ပါအဲ့ဒီအခါမှာခြေတလုံးကြွက်သားလေးတင်းလာတာကိုခံစားမိမှာပါအဲ့ဒီတင်းနေတဲ့ခံစားချက်လေးကိုပဲခဏလောက်အာယုံစိုက်ထားကြည့်လိုက်ပါအခုတစ်ခါခန္ဓာကိုယ်ပေါ်ပိုင်းကိုဆက်သွားကြည့်မယ်လက်သီးကိုလေကြစ်ပေါင်ဆုပ်လိုက်ပါလက်မောင်းကြက်သားလေးပါတင်းလာတဲ့ခြေကိုစုပ်ထားပြီးလို့အဲ့ဒီတင်းမနေတဲ့ခံစားချက်ကိုတတိချပြီးခံစားကြည့်လိုက်ပါဒီနေရာကအရေးကြီးဆုံးအပိုင်းပါပဲကြွသားတွေကိုအဲ့လိုတင်းထားပြီဆိုရင်အသက်ကိုပြင်းပြင်းလေးရှူထိုးရင်းနဲ့ relax ဆိုတဲ့စကားလုံးကိုစိတ်ထဲကနေပဲဖြစ်ဖြစ်အတန်ထွက်ပြီးတော့ပဲဖြစ်လေးရွတ်ဆိုလိုက်ပါအဲ့ဒီခါမှာတင်းထားသမျှတွေအားလုံးလွင့်ထွက်သွားသလိုမျိုးခံစားရပါလိမ့်မယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့မကြားခဏတတိမခါမိတတ်တဲ့နေရာလေးတစ်ခုပါအဲ့ဒါကတော့မျက်နာပါပဲမျက်မှောင်ကိုချုပ်မြင်းရိုးကိုတင်းထားပြီးမျက်နာကြွက်သားတစ်ခုလုံးကိုတင်းလိုက်ပါပြီးရင်တော့ခုနလိုပဲအသက်ရှူထုတ်ရင်းနဲ့အားလုံးကိုဖြေလျှော့ချလိုက်ရုံပါပဲကဲဒါကတော့ခန္ဓာကိုယ်ကိုသုံးပြတဲ့နီလန်းနံပါတ်1ပေါ့နောက်တစ်နည်းကကြတော့စိတ်ရဲ့စွမ်းအားကိုအဓိကသုံးရမှာပါစိတ်ထဲမှာပဲကိုယ်ပိုင်အေးချမ်းတဲ့နေရာလေးတစ်ခုခုကိုဖန်တီးတဲ့စိတ်ကူးပုံဖော်ခြင်းနီလန်းပဲဖြစ်ပါတယ်ပထမဆုံးလုံးလာမှာကတော့ကိုယ့်အတွက်တကယ်ကိုငင်းချမ်းတယ်လုံခြုံလေလို့ခံစားရတဲ့နေရာလေးတစ်ခုကိုစိတ်ထဲမှာရွေးလိုက်ဖို့မှာပဲအဲ့ဒါကတိတ်ဆိတ်နေတဲ့ကမ်းခြေလေးတစ်ခုဖြစ်ချင်ချင်ပဲဒါမှမဟုတ်စိမ့်ဆုံနေတဲ့တောင်တန်းတွေလည်းဖြစ်နိုင်တာမို့ဒီနီလန်းမှာအဓိကတော့ချက်ကဘာလဲဆိုတော့အဲ့ဒီနေရာကိုကိုယ်တိုင်ရောက်နေသလိုတကယ်ကိုခံစားရဖို့ပါပဲအဲ့လိုဖြစ်ဖို့ဆိုရင်တော့ကိုယ့်ရဲ့အာယုံခံစားမှု၅မျိုးစလုံးကိုအပြည့်အဝအသုံးပြုပြီးအသေးစိတ်ကြက်မြင်အောင်ကြည့်ဖို့လိုအပ်ပါတယ်ဥပမာပေါ့ဗျာကမ်းခြေတစ်ခုကိုမြင်အောင်ကြည့်တဲ့ဆိုပါစို့နေဝင်ချင်းရဲ့လိမ်မောင်ရအောင်ပန်းရောင်တွေကိုမြင်အောင်ကြည့်ပါဖြည်းဖြည်းလေးပုတ်ခနစ်ရဲ့အထိုင်းနဲ့တွေကိုကြားအောင်ကြည့်ပါပင်လယ်လေးရဲ့ဆန်းငတ်နဲ့လေးကိုရှူရှိုက်ကြည့်ပါပြီးတော့ခြေဖွားအောက်ကနူးညံ့နေတဲ့ပွင့်လေးတွေရဲ့အထီကျွေးကိုပါခံစားကြည့်လိုက်ပါဒီစိတ်ကူးခရီးစင်မှာအဆင့်၄ဆင့်ရှိပါတယ်ပထမဆုံးကိုဖန်တီးထားတဲ့ပုံရိပ်ထဲကိုဝင်ရောက်မယ်အဲ့ဒီထဲကမှကိုယ့်အတွက်တီးတတ်နေရာလေးတစ်ခုကိုရှာဖွေမယ်ပြီးရင်အဲ့ဒီနေရာလေးမှာခဏလောက်အပြည့်အဝအနားယူခံစားကြည့်ပြီးမှလမ်းစမ်းတက်ကြွတဲ့စိတ်နဲ့လက်ရှိဘဝတွေကိုပြန်လာမှာပါကဲဒါဆိုရင်တော့နီလန်းတစ်ခုကိုတည်သွားကြပြီပေါ့နော်အခုအရေးကြီးဆုံးဖြစ်တဲ့လက်တွေ့အသုံးချမယ့်အပိုင်းကိုဆက်ပြီးကြည့်လိုက်ကြရအောင်အဲ့တော့မေးစရာရှိလာတာကဒီနီလန်းတစ်ခုထဲမှာဘယ်တစ်ခုကတော့အကောင်းဆုံးလဲအဖြေကအရန်ကိုရှင်းပါတယ်အကောင်းဆုံးနီလန်းဆိုတာတခြားမဟုတ်ပါဘူးကိုယ်လိုင်ပုံမှန်လုတ်ဖြစ်မဲ့နီလန်းပါပဲဘာလို့လဲဆိုတော့လေတကယ်ထီအောင်မှုဆိုတာပုံမှန်လေ့ကျင့်မှုကနေပဲရလာတာမို့လို့ပါဒီနီလန်းတွေကိုဒါပုံမှန်လှုပ်သွားမယ်ဆိုရင်လေရလာမယ့်အကျိုးကျေးဇူးတွေကအများကြီးပါနာကျင်ကြိုက်ခဲ့ရတဲ့တက်တာလာမယ်တွေးပုံချင်းနေမှန်းလာမယ်အရေးဝဝအိပ်ပျော်လာမယ်ပြီးတော့
နေ့စဉ်ဘဝမှာအရင်ကပို့ပြီးတော့လန်းဆန်းတက်ကြွလာတာကိုတွေ့ရမှာပါတယောက်နောက်ဆုံးနေ့စဉ်းစားစရာလေးတစ်ခုပေးခဲ့ခြင်းပါရဲ့တနည်းကို15မိနစ်အချိန်များမဟုတ်ပါဘူးအဲ့ဒီ15မိနစ်လေးမှာစိတ်ကိုတည်ငြိမ်အေးချမ်းအောင်ထားနိုင်လိုက်ရုံနဲ့ကိုယ့်ရဲ့တနေ့တာကဘလောက်တောင်ပိုကောင်းအောင်ပြောင်းလဲသွားနိုင်မလဲ